မင်္ဂလာပါမိတ်ဆွေကျွန်တော်တို့ကဒီနေ့ကိုဖျက်မြအားဖြင့်အတွေးပေါင်း6000ကျော်လောက်တွေးနေကြတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခေါင်းထဲမှာနေ့တိုင်းပေါ်လာသမျှအတွေးတွေရဲ့69%ရာခိုင်နှုန်းဟာအစစ်မှန်တွေမဟုတ်ဘဲနဲ့ဦးနောက်ကဖန်တီးထားတဲ့ဘုံရင်အောင်တွေဖြစ်နေကြမယ်ဆိုရင်ကျွန်တော်တို့တွေးနေတဲ့အတွေးတွေကလွဲမှားသွားနိုင်ပါတယ်ကျွန်တော်တို့ကကိုတွေးမိတဲ့အတွေးတွေကိုကိုယ်ပိုင်ယူဆဖြင့်အကျွေးမဲ့ယုံကြည်ပြီးတော့ဒါအမှန်တရားပဲလို့သတ်မှတ်တတ်ကြပါတယ်ငါမလုံးနိုင်တော့ပါဘူးလို့တွေးမိရင်တကယ်ပဲမလုံးနိုင်တော့ဘူးလို့ထင်မှတ်တတ်ကြသလိုပတ်ဝန်းကျင်ကငါ့ကိုဝေဖန်နေကြပြီလို့တွေးမိရင်လေတကယ်ပဲကဘာကြီးကကိုရန်သူလိုကြည့်နေပြီလို့ထင်မှတ်တတ်ကြပါတယ်ဒါပေမဲ့အတွေးဆိုတာအရှိတရားလုံးဝမဟုတ်ပါဘူးဘဝမှာစိတ်တက်ကြခြင်းလမ်းပြောက်ခြင်းနဲ့ဆုံးဖြတ်ချက်အမှားတွေကြုံတွေ့ရခြင်းရဲ့မြေဖျားခံရဟာပြင်ပအခြေအနေတွေကြောင့်မဟုတ်ပဲကိုယ့်ရဲ့အတွေးတွေကိုစနစ်တကျမကင်တွယ်တတ်တဲ့တွေးခေါ်မှုစနစ်မရှိခြင်းကြောင့်သာဖြစ်ပါတယ်မှန်ကန်တဲ့တွေးခေါ်မှုစနစ်တစ်ခုကိုမတိဆောက်နိုင်သေးဘူးကျွန်တော်တို့ကကိုယ့်ရဲ့အတွေးထောင်ချောက်တွေထဲမှာပဲတစ်သက်လုံးပိတ်မိနေမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဦးနောက်ကကျွန်တော်တို့ကိုဘလို့နီးလန်းနေနဲ့လှည့်စားနေတာလဲကမ္ဘာပေါ်မှာအမြင့်ဆုံးသောဉာဏ်ရင်ပိုင်ရှင်တွေဟာသူတို့ရဲ့အတွေးစနစ်ကိုဘလို့ခိုင်မာအောင်တိဆောက်ထားကြတာလဲဒီဗီဒီယိုလေးထဲမှာမိတ်ဆွေရဲ့တဘောလုံးစာကိုလမ်းညွှန်ပြသပေးမယ်ဦးနောက်ရဲ့လှည့်စားမှုတွေကိုဖောက်ထွက်ပြီးတော့အရှိကိုအရှိတရားတိုင်းမြင်နိုင်စေမယ်တွေးခေါ်မှုစနစ် Thinking System ဆင့်ဆင့်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိနားထောင်ရင်းနဲ့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ထားပေးဖို့မမေ့ပါနဲ့ဦးခင်ဗျာ။ Navigate ချက်ကတော့ဦးနောက်ရဲ့ခံမဲ့ဆက်ရန်နေရ brain detection machine ကျွန်တော်တို့အားလုံးဟာကိုယ့်ရဲ့မျက်စိရှိမှမြင်နေရတဲ့ကဘာကြီးကိုလုံးဝအစစ်မှန်တိုင်းမြင်နေရတယ်လို့ထင်မှတ်တတ်ကြပါတယ်။မျက်စိကကင်မရာတစ်လုံးလိုအပြင်ကပုံရိပ်တွေကိုရိုက်ကူးပြီးတော့ဦးနောက်စီကိုဓာတ်ရိုက်ပို့ပေးနေတယ်လို့ယူဆကြတာပါ။ဒါပေမဲ့ခေတ်သစ်အာရုံကြောသိပ္ပံရဲ့တွေ့ရှိချက်အရတော့ဒါဟာလုံးဝလွဲမှားနေပါတယ်တကယ်တော့ကျွန်တော်တို့ရဲ့ဦးနောက်ဟာအပြင်ကကဘာကြီးကိုဓာတ်ရိုက်မြင်နေရတာမဟုတ်ပါဘူးဦးနောက်ကဦးကောင်းကုန်ထဲမှာပဲပိတ်မိနေပြီးတော့အာယုံငယ်အင်္ဂါတွေစီကလာတဲ့အချက်လက်တွေကိုသာဖတ်ယူနေရတာဖြစ်ပါတယ်ဒါကြောင့်ဦးနောက်ဟာအပြင်ကအရှိတရားကိုဓာတ်ရိုက်ဖော်ပြမယ်အစားအတိတ်ကကြုံတွေ့မှုတဲ့အတွေ့အကြုံဟောင်းတွေကိုအခြေခံပြီးတော့လက်ရှိအခြေအနေကတော့ဘာဖြစ်လောက်တယ်ဆိုတာကိုကြိုတင်ခံမှန်းပြီးတော့တွက်ချက်ပြလိုက်တာဖြစ်ပါတယ်စိတ်ပညာနဲ့အာယုံကြောသိပ္ပံမှာတော့ဒါကိုခံမှန်းချက်ဖြင့်ပုံပေါ်ခြင်းလို့ခေါ်ဆိုပါတယ်ဒါကိုပို့ပြီးတော့တင်ရှားသွားအောင်သက်သေတစ်ခုနဲ့ရှင်းပြခြင်းပါတယ်အလဲအမောင်ဖြတ်တန်းမှုမတူညီတဲ့စေးကွက်တွေရဲ့အပေါ်မှာတူညီတဲ့အယောင်ရှိတဲ့စက္ကူပြားနှစ်ချက်ကိုတင်ထားတဲ့အခါကျွန်တော်တို့ရဲ့မျက်စိကတစ်ချက်ကိုပုံမမဲမောင်ပြီးတော့နောက်တစ်ချက်ကိုပုံမလင်းထိန်နေတယ်မျိုးမြင်တွေ့ရတတ်ပါတယ်တကယ်တော့စက္ကူပြားနှစ်ချက်ကအယောင်တူတူပါပဲဘာဖြစ်လို့ဒီလိုဖြစ်ရတယ်လဲဆိုတော့ဦးနောက်ကစက္ကူပြားရဲ့တကယ်အယောင်အစစ်ကိုရှာဖွေနေတာမဟုတ်ဘဲနဲ့ပတ်ဝန်းကျင်ကအလဲအမောင်အခြေအနေတွေကိုကြည့်ပြီးတော့ဒီလိုနောက်ခံမျိုးမှာဆိုရင်ဒီရောင်ဟာဘာရောင်ဖြစ်ရမလဲဆိုပြီးအတိတ်ကမှတ်ဉာဏ်တွေအတိုင်းဖြန့်လန်းနည်းနဲ့ကြိုတင်ခံမှန်းပြီးတော့ပုံပေါ်ပေးလိုက်ခြင်းသာဖြစ်ပါတယ်ဒီအာယုံရောစနစ်ရဲ့အလုပ်လုပ်ပုံဟာကျွန်တော်တို့ရဲ့နေ့စဉ်တွေးခေါ်မှုတွေပုံမှာလည်းတိုက်ရိုက်သက်ရောက်နေပါတယ်လူတစ်ယောက်ဟာအတိတ်မှာလူအများစုရဲ့ညင်းမဲ့ခြင်းလှည့်စားခြင်းတွေကိုအကြိမ်ကြိမ်ကြုံတွေ့ခဲ့မှုတဲ့ဆိုပါစို့တကယ်ချင်းအသစ်တစ်ယောက်ဒါမှမဟုတ်လုံးဖို့ကိုင်းမဲ့အသစ်တစ်ယောက်နဲ့တွေ့ဆုံတဲ့အခါသူ့ရဲ့ဦးနှောက်ဟာအတိတ်ကအတွေ့အကြုံဟောင်းတွေကိုအခြေခံပြီးတော့ဒီလူလဲငါ့ကိုအနေနဲ့ပြုံးမှာပဲလို့ကြိုတင်ခံမှန်းဖြစ်လိုက်ပါတော့တယ်တစ်ဖက်လူကသေဒနာသက်သက်နဲ့စကားပြောတာဖြစ်နိုင်ပေမဲ့ဦးနောက်ရဲ့ခံမှန်းဆက်ကတော့တစ်ဖက်လူရဲ့အပြုအမူတွေကိုလှည့်စားမှုဖြစ်တာပုံပေါ်ပြီးတော့အတွေးတွေကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဦးနောက်ဟာအမှန်တရားကိုရှာဖွေဖို့တည်ဆောက်ထားတာမဟုတ်ပါဘူးအသက်ရှင်သန်မှုအတွက်အမြန်ဆုံးဖြန့်လန်းနည်းနဲ့ခံမှန်းဖို့ကိုသာတည်ဆောက်ထားခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာတဲ့ဦးနောက်ရဲ့ပထမဆုံးခံမှန်းချက်တွေကိုအရှိတရားလို့မျက်စိမိတ်ပြီးတော့မယုံကြည်မိဖို့အရေးကြီးပါတယ်ဒီဦးနောက်ရဲ့ခံမှန်းစနစ်ဟာအမြဲတမ်းမှန်ကန်နေတာမဟုတ်ဘူးဆိုတာကိုသတိပြုမိခြင်းကသာပုံမှန်မှန်ကန်တဲ့တွေးခေါ်မှုစနစ်တိဆောက်ခြင်းရဲ့ပထမဆုံးခြေလှမ်းပဲဖြစ်ပါတော့တယ်။နံပါတ်1အချက်ကတော့ကိုယ့်ဘက်လိုက်သောအမှန်တရားလို့ခေါ်ဆိုပါတယ်။ကျွန်တော်တို့ဟာအချက်လက်အသစ်တစ်ခုကိုကြားသိရတဲ့အခါမိမိကိုမိမိဘက်မလိုက်ဖ ೇನೆ တရားမျှတစွာတွေးတောသုံးသပ်နေတယ်လို့ထင်တတ်ကြပါတယ်။လောကကြီးကိုအမှန်တိုင်းရှာဖွေနေတယ်လို့ယုံကြည်ကြတာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ကျွန်တော်တို့ရဲ့မသိစိတ်ဟာအချက်လက်အသစ်ကိုရှာဖွေနေတာမဟုတ်ပါဘူး။မိမိစိတ်ထဲမှာယုံကြည်ပြီးသားအယူအဆတွေကိုမှန်ကန်ကြောင်းတက်တည်ပြပေးမဲ့အထောက်အထားတွေကိုသာလိုက်လံရှာဖွေနေကြခြင်းဖြစ်ပါတယ်။ဒါကိုစိတ်ပညာမှာကိုယ်ပဲလိုက်သောအမှန်တရား confirmation bias လို့ခေါ်ဆိုပါတယ်။ဒီလိုပြရခြင်းရဲ့နောက်ွယ်မှာနိုဘယ်ဆုရစိတ်ပညာရှင်ကြီး Daniel Kahneman ရှင်းပြခဲ့တဲ့ connecting each ဆိုတဲ့စိတ်ဓာတ်ပေးတာသဘောတရားရှိနေပါတယ်။လူသားတို့ရဲ့ဦးနှောက်ဟာခန္ဓာကိုယ်အလေးချိန်ရဲ့2%ခန့်သာရှိပေမဲ့ခန္ဓာကိုယ်တစ်ခုလုံးစွမ်းရည်ရဲ့20%ထိအသုံးပြုရတဲ့အလုံးအင်အားစားတဲ့အင်္ဂါစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဒါကြောင့်ဦးနှောက်ဟာအသက်ရှင်သန်မှုအတွက်စွမ်းအင်ကိုအစွမ်းကုန်ချွေးထားခြင်းပါတယ်။ကိုယ့်ရဲ့ယူဆနဲ့ဆက်ညှိမဲ့ဖြစ်တဲ့
အချက်လက်အသစ်တစ်ခုကိုလက်ခံပြီးတော့အမှန်တရားအသစ်ကိုပြန်လည်သုံးသပ်ရခြင်းဟာဦးနောက်တဲ့စွမ်းရည်အလွန်မင်းသုံးဆွဲရပြီးတော့စိတ်ကိုမသက်မသာဖြစ်စေပါတယ်။ဒါပေမဲ့တစ်ဖက်မှာတော့မိမိယုံကြည်ပြီးသားကိစ္စရပ်တွေကိုပဲထပ်မံအတည်ပြုလိုက်ခြင်းဟာဦးနောက်ကိုတက်တောက်တက်တာဖြစ်စေပြီးတော့စွမ်းရည်ကုန်ခန်းမှုကိုတက်တာစေပါတယ်။ဒါကြောင့်ဦးနောက်ဟာစွမ်းရည်ချွေတာဖို့အတွက်ကိုယုံကြည်ပြီးသားအရာကိုပဲအမှန်လို့ယူဆဖို့အလွယ်တကူဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ဒီအချိန်တွေကဒီနေ့ခေတ်ဆိုရှယ်မီဒီယာကဘာထဲမှာထင်ရှားဆုံးပေါ်နေပါတယ်။ဆိုရှယ်မီဒီယာရဲ့အော်ဂရက်တန်တွေဟာစီးပွားရေးအောင်မြင်မှုအတွက်အသုံးပြုတဲ့သူကိုဖုန်းရဲ့မျက်နှာပြင်ပေါ်မှာပဲအချိန်ကြာဆုံးရှိနေစေခြင်းပါတယ်။ဒါကြောင့်သူတို့ကအသုံးပြုသူစိတ်ဆိုးဒေါသထွက်စေမယ်ဒါမှမဟုတ်စိတ်နှောက်ယှက်ဖြစ်စေမယ်ဆန့်ကျင်ဘက်အမြင်တွေကိုချမပြတော့ဘဲနဲ့အသုံးပြုတဲ့သူသဘောကျပြီးသားလက်ခံပြီးသားယူဆတွေကိုပဲထပ်တလဲလဲနဲ့ရွေးချယ်ပြီးတော့ဖိဖို့တင်ပေးပါတော့တယ်။ရလန့်အနေနဲ့ကိုယ်နဲ့စိတ်သဘောထားချင်းတူညီတဲ့လူတွေကိုယ့်ယူဆကိုပဲထောက်ခံပေးတဲ့ post တွေကိုပဲနှိမ့်စင်ဖတ်ရှုနေရပြီးတော့လောကကြီးမှာငါတွေးတာအမှန်ဆုံးလို့အခိုင်အမာယုံကြည်သွားတတ်ပါတယ်။ကျွန်တော်တို့ကအမှန်တရားတွေကိုရှာဖွေနေကြတာမဟုတ်ပါဘူး။ကိုယ့်ရဲ့ယုံကြည်ချက်ကိုထောက်ခံပေးမဲ့သက်သေခံချက်တွေကိုသာတစ်ဖက်သက်စူးစောင်းနေကြခြင်းဖြစ်ပါတယ်။ဒီထောင်ချောင်တဲကနေလွတ်မြောက်ဖို့ဆိုရင်ကိုယ့်ရဲ့အတွေးတွေကိုစန့်ကျင်ဘက်ရှုထောင့်ကနေပြီးတော့တမင်သက်သက်ပြန်လဲပြီးတော့မေခွန်းထုတ်ကြည့်ဖို့လိုအပ်ပါတယ်။ငါယုံကြည်ထားတဲ့အရာကတကယ်ကောမှန်ရလား။ငါရဲ့ယူဆတွေမှားယွင်းနေကြောင်းသက်သေပြနေတဲ့အချက်လက်တွေကိုရှိနိုင်မလားဆိုပြီးတော့စိတ်ရေးထားပြီးတော့စမ်းစစ်နိုင်ပါလား။စစ်မှန်တဲ့တွေးခေါ်မှုစနစ်စီကိုဖူးတည်သွားနိုင်မှာဖြစ်ပါတယ်။နံပါတ်3အချက်ဦးနောက်ရဲ့လိမ်ညာမှုများဖြစ်ပါတယ်။ကျွန်တော်တို့ကစိတ်ခံစားချက်ပြင်းထန်နေတဲ့အခိုက်အတန့်မျိုးမှာကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့လောကကြီးကိုအရှိတိုင်းလုံးဝမမြင်နိုင်တော့ပါဘူး။အဲ့ဒီမှာပဲတိမှုဆိုင်ရာပုံပြခြင်းလို့ခေါ်ဆိုတဲ့ဦးနောက်ရဲ့သိမ်မွေးတဲ့လိမ်ညာမှုတွေကစတင်ပုံပေါက်လာခြင်းဖြစ်ပါတယ်။ဒီလေစားမှုတွေထဲမှာအဆိုးဆုံးကတော့စိတ်ခံစားချက်အပေါ်အခြေခံပြီးတော့ကောက်ချက်ချခြင်းပဲဖြစ်ပါတယ်။လူအများစုဟာကိုယ်ခံစားနေရတဲ့စိတ်အခြေအနေပေါ်မူတည်ပြီးတော့ငါဒီလိုခံစားနေရတာကြောင့်ဒါအမှန်တရားဖြစ်ရမယ်လို့အတွေးတွေကိုပုံပြပြလိုက်ကြပါတယ်။ဥပမာမိမိကိုမိမိစိတ်ထဲမှာအထီးကျန်တယ်လို့ခံစားရအောင်နဲ့ငါ့ကိုဘယ်သူမှမချစ်ကြတော့ဘူးလို့ကောက်ချက်ချပြလိုက်တာမျိုးအလုပ်တစ်ခုလုပ်ရမှာကိုစိုးရိမ်စိတ်ဝင်နေုံမျှနဲ့ဒီအလုပ်ကငါ့အတွက်လုံးဝမဖြစ်နိုင်တဲ့အလုပ်ပဲလို့သတ်မှတ်ပြလိုက်တာမျိုးဖြစ်ပါတယ်။တကယ်တော့ဒါဦးနောက်ကပြင်ပကလာတဲ့သတင်းအချက်လက်တွေကိုမှားယွင်းစွာဆေးထုတ်လိုက်ခြင်းဖြစ်ပါတယ်။နောက်ကကြီးမှာအကောင်းနဲ့အဆိုးအချက်လက်တွေတွန်တွဲပြီးတော့ရှိနေပါရဲ့နဲ့စိတ်ခံစားချက်တွေကညှင်းနှဲနေတဲ့အခါဦးနောက်ကအကောင်းမြင်စရာအချက်လက်မှန်သမျှကိုမျက်ကွယ်ပြုပြီးတော့အဆိုးမြင်စရာတွေကိုပဲကွက်ပြီးကောက်ယူတဲ့စကားအစုပ်တစ်ခုလိုအလုပ်လုပ်ပါတော့တယ်။ကိုယ့်ကိုချီးကျူးစကားပြောခဲ့တဲ့လူ10ယောက်ရဲ့စကားကိုမေ့ပစ်လိုက်ပြီးတော့ကိုယ့်ကိုဝေဖန်ခဲ့တဲ့လူ1ယောက်ရဲ့စကားကိုပဲနေညံမပြတ်စဉ်းစားနေမိခြင်းဟာဦးနောက်ရဲ့မှားယွင်းတဲ့ဖက်တာစနစ်ကြောင့်ဖြစ်ပါတယ်။အတွေးတိုင်းကအရှိတရားမဟုတ်သလိုခံစားချက်တိုင်းကလည်းအမှန်တရားမဟုတ်ပါဘူး။ဒါကြောင့်စိတ်ထဲမှာငါအသုံးမကျဘူးလို့ခံစားနေရတယ်ဆိုတဲ့အခြေအနေကြုံလာတိုင်းဒါအရှိတရားမဟုတ်ဘဲနဲ့ငါရဲ့ဦးနောက်ကသတင်းချက်လက်တွေကိုပုံဖြတ်ပြီးတော့ငါ့ကိုလိမ်ညာနေတာဖြစ်နိုင်တယ်ဆိုတဲ့အသည့်မျိုးနဲ့အတွေးကိုခွာကြည့်တတ်ဖို့လိုအပ်လာပါတယ်။နောက်တစ်ချက်ကတော့အခြေခံကြဆုံးအမှန်တရားမှာစဉ်းစားခြင်းပါ။ကျွန်တော်တို့ရဲ့ဦးနောက်ထဲမှာဖြစ်ပေါ်တတ်တဲ့အမားတွေနဲ့အဆိုးမြင်တဲ့ဝါဒတွေကိုဖောက်ထွက်ပြီးတော့စစ်မှန်တဲ့အမှန်တရားတိုင်းဆုံးဖြတ်ချက်ချနိုင်ဖို့အတွက်ကမ္ဘာအဆင့်ဉာဏ်ပိုင်ရှင်ကြီးတွေသုံးပြုကြတဲ့အစွမ်းထက်ဆုံးတွေးခေါ်မှုစနစ်တစ်ခုရှိပါတယ်။အဲ့ဒါကတော့အခြေခံအကြဆုံးအမှန်တရားမှာစဉ်းစားခြင်းပဲဖြစ်ပါတယ်။လူအများစုကဘဝမှာပြဿနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင်သူတစ်ပါးလို့လိုက်လို့ချင်းဒါမှမဟုတ်အတိတ်ကဒီလိုပဲလုပ်ခဲ့ကြတာမို့လို့ဆိုတဲ့နှိုင်းရှင်တွေးခေါ်နည်းကိုပဲအသုံးပြုလို့ရှိကြပါတယ်။အပေါ်ယံယူဆတွေသူတစ်ပါးရဲ့ထင်မြင်ချက်တွေကိုလုံးဝဖယ်ထုတ်လိုက်ပြီးတော့ပြဿနာတစ်ခုကိုမပြောင်းလဲနိုင်တဲ့အခြေခံအကြဆုံးအမှန်တရားတွေရတဲ့အထိအပိုင်းပိုင်းအသေးစိတ်ခွဲခြားစိတ်ဖြာပြစ်လိုက်ခြင်းပဲဖြစ်ပါတယ်။ပြီးမှအဲ့ဒီအခြေခံအုံမြစ်တွေပေါ်ကနေပြီးတော့အဖြေတစ်ခုကိုအသိကနေပြီးတော့ပြန်လည်တိဆောက်ပါတယ်။ယူဘဗေဒအရတွေးခေါ်တဲ့နည်းလမ်းဖြစ်ပါတယ်။အီလွန်မန်ဟာ SpaceX တို့ Tesla တို့ကုမ္ပဏီတွေကိုတည်ထောင်ခါစားမှာလူတိုင်းကသူ့ကိုဒါမှမဖြစ်နိုင်တဲ့အလုပ်ပဲလို့ဝေဖန်ခဲ့ကြပါတယ်။အကြောင်းပြချက်ကတော့ rocket တွေဘက်ထရီတွေဟာအရန်ကိုဈေးကြီးလွန်ပြီးတော့အတိတ်မှာဘယ်သူမှဈေးသက်သက်နဲ့မလုံနိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်။ဒါလူအများစုသုံးလေးရှိတယ်။သူတို့ဘာအတိတ်ကမလုံနိုင်ခဲ့ရင်ငါလည်းမလုံနိုင်ဘူးဆိုတဲ့အပေါ်ယံအတွေးထောင်ချောက်ပဲဖြစ်ပါတယ်။ဒါပေမဲ့ Elon Musk က Thought Principle Thinking ကိုသုံးပြီးတော့မေးခွန်းထုတ်ခဲ့ပါတယ်။ဘက်ထရီတစ်လုံးကိုတကယ်တမ်းဘာတွေနဲ့လုပ်ထားတာလဲ။အခြေခံအကြဆုံးအမှန်တရားအရကြည့်မယ်ဆိုရင်ကာဗွန်၊နီကယ်၊အလူမီနီယံနဲ့ပိုလီမာတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူကအဲ့ဒီကုန်ကျန်းတွေကိုကုန်စည်တိုင်းတွေမှာသွားဝင်ဘယ်လောက်ကုန်ကြမလဲလို့ထပ်မံစိတ်ပြတွက်ချက်ကြည့်လိုက်တဲ့အခါပုံမှန်ရောက်နေတဲ့ဘက်ထရီဈေးနှုန်းရဲ့စွန်းစွန်းလေးသာကျတဲ့ကြောင်တွေ့ရှိသွားပါတယ်။သူတစ်ပါးရဲ့မဖြစ်နိုင်ဘူးဆိုတဲ့အပေါ်ယံထင်မြင်ချက်တွေကိုဖယ်ထုတ်ပြီးတော့အခြေခံရုပ်ဝတ္ထုအမှန်တရားကနေပြီးတော့ပြန်လည်တိဆောက်လိုက်တဲ့အတွက်ကမ္ဘာဈေးအသက်သာဆုံးနဲ့အကောင်းဆုံးဘက်ထရီတွေကိုသူဖန်တီးနိုင်ခြင်းဖြစ်ပါတယ်။ဒီတွေးခေါ်မှုစနစ်ဟာလုပ်ငန်းခွင်ထဲမှာနေမကဘဲနဲ့
ကျွန်တော်ရဲ့နေ့စဉ်ဘဝတွေးခေါ်ပုံတွေမှာလည်းအရန်ကိုအသုံးဝင်ပါတယ်ဥပမာငါကတော့စီးပွားရေးလုပ်လို့ဖြစ်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ငါမှရင်းနှီးငွေအများကြီးမရှိလို့ပဲဆိုတဲ့အတွေးမျိုးဝင်လာခဲ့ဒါနှိုင်းရှင်တွေးခေါ်နေတဲ့ထောင်ချောက်တဲ့ကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ဒီနေရာမှာ participle ကိုသုံးပြီးတော့ပြန်လည်စိတ်ဖြာကြည့်ရပါမယ်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့အတွက်တကယ်တမ်းဘာတွေလိုအပ်ထားလဲအခြေခံကြဆုံးအမှန်တရားကတော့ဝယ်ယူသူရဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးနိုင်မယ်ထုတ်ခုဒါမှမဟုတ်ဝန်ဆောင်မှုတစ်ခုရှိဖို့နဲ့အဲ့ဒါကိုဝယ်မဲ့လူတစ်ယောက်ရှိဖို့ပဲလိုအပ်ပါတယ်အဲ့ဒီလိုပြဿနာကိုဖြေရှင်းပေးနိုင်မှုအတွက်ရင်းနှီးငွေတန်ပေါင်းများစွာမလိုဘဲနဲ့ကို့မှာရှိတဲ့ဖုန်းတစ်လုံးဒါမှမဟုတ်ဘဟုတုတတစ်ခုနဲ့စတင်လို့ရနိုင်ပါတယ်သူတစ်ပါးရဲ့စကားတွေကိုယ့်ရဲ့အစွဲလက်တွေကိုလွှတ်ချပြီးတော့အရာရာကိုအသေးဆုံးအပိုင်းဆောင်လေးတွေထိခွဲခြမ်းစိတ်ပြပြီးတော့အရှိတရားကနေပြန်လည်တွေးတောခြင်းကသာဉာဏ်ရည်မြင်မာတဲ့လူသားတစ်ယောက်အနေနဲ့ဘဝရဲ့စိန်ခေါ်မှုတွေကိုအကောင်းဆုံးဖြည့်ရှင်းကျော်ဖြတ်နိုင်မယ်လျှို့ဝှက်ချက်ပဲဖြစ်ပါတယ်။နံပါတ်5ချက်ကဒုတိယအဆင့်ရိုက်ခတ်မှုကိုတွေးတောခြင်းပဲဖြစ်ပါတယ်။လူများစုကဘဝမှာဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်တော့မယ်ဆိုရင်အလွန်ရိုးရှင်းတဲ့ပထမအဆင့်ရလဒ်တစ်ခုကိုပဲကြည့်ပြီးတော့ဆုံးဖြတ်တတ်ကြပါမယ်။ဒါဦးနောက်ကအလွယ်တကူမြင်ရတဲ့အနီးအနားကအကျိုးမြတ်ကိုပဲမမောတတ်တဲ့သဘာဝကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာကျော်ဘီလီယံနာရင်းနှီးမြှုပ်နှံသူကြီးတွေဖြစ်တဲ့ရေဒါလီယိုနဲ့ဟောင်ဝမ်မက်စ်တို့ကတော့လောကမှာထူးချွန်တဲ့မြတ်တဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက်အရေးကြီးဆုံးကဒုတိယအဆင့်ရိုက်ခတ်မှုကိုပါကြိုတင်တွေးတောခြင်းဖြစ်တယ်လို့လမ်းညွှန်ခဲ့ကြပါတယ်။ပထမအဆင့်တွေးခေါ်တဲ့လူတွေဟာအကျိုးဆက်တစ်ခုတည်းကိုပဲမြင်ပြီးတော့ဒီအလုပ်ကိုလုပ်ရင်ဒီလိုရလဒ်ထွက်လာလိမ့်မယ်လို့ပဲစဉ်းစားကြပါတယ်။ဒါပေမဲ့ဒုတိယအဆင့်တွေးခေါ်သူတွေကတော့ဒီထက်မကပုံမှန်နည်းနည်းစွာရှေ့ကိုမျှော်ကြည့်ပြီးတော့ဘာဖြစ်အောင်မလဲဆိုတဲ့မိကုံးကိုထက်တလဲလဲမီးမြန်းကနောက်ဆက်တွဲလှိုင်းခဲ့တွေကိုပါထင်သွင်းတက်ချွတ်ကြခြင်းဖြစ်ပါတယ်။လောကမှာရှိတဲ့အရာတော်တော်များများဟာအလွန်ထူးဆန်းတဲ့သဘာဝတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့ပထမအဆင့်ရလဒ်ကောင်းနေတတ်ပေမဲ့ဒုတိယအဆင့်နဲ့တတိယအဆင့်ရလဒ်တွေမှာတော့အလွန်ဆိုးဝါးတဲ့အကျိုးဆက်တွေဖြစ်ပေါ်တတ်ခြင်းပါပဲ။ဥပမာကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေကိုအဝါစားလိုက်ခြင်းပထမအဆင့်ရလဒ်ကတော့ရှားပါမှာရတာရှိခြင်းနဲ့ချက်ချင်းဗိုက်ပြည့်ပြီးတော့ပျော်ရွှင်ရခြင်းဖြစ်ပါတယ်။ဒါပေမဲ့ပြီးတော့ဘာဖြစ်အောင်မလဲလို့မေးကြည့်ရင်ဒုတိယအဆင့်ရလဒ်ကတော့ခန္ဓာကိုယ်ဝလာခြင်းလေးလံထိုင်မှန်ခြင်းနဲ့ရေရှည်မှာယောဂရလာခြင်းပဲဖြစ်ပါတယ်။ပြောင်းပြန်အနေနဲ့နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ပထမအဆင့်ရလဒ်ကတော့မောပန်းခြင်းကြက်သားတွေနာကျင်ခြင်းနဲ့အချိန်ကုန်ခြင်းဆိုတဲ့အဆိုးမြင်စရာတွေပဲဖြစ်နေတတ်ပါတယ်။ဒါပေမဲ့ဒုတိယအဆင့်ရလဒ်မှာတော့ကျမ်းမာကြက်ခိုင်းပြီးစွမ်းပြေးဝတဲ့ဘဝကိုပိုင်ဆိုင်ခွင့်ရရှိခြင်းပဲဖြစ်ပါတယ်။ပထမအဆင့်ရလဒ်တွေမကဘဲနဲ့ဒုတိယအဆင့်ရလဒ်အထိတွေးတောနိုင်စွမ်းမရှိကြတဲ့အခါလူတွေဟာချက်ချင်းရမယ်အပေါ်ယံတက်တောင့်တက်တာရှိမှုတွေနောက်ကိုပဲလိုက်ရင်းနဲ့ရေရှည်မှာဘဝကိုပျက်စီးစေမဲ့ထောင်ချောက်တွေကိုသက်ဆိုင်သွားကြရတာဖြစ်ပါတယ်။ဒီတွေးခေါ်မှုစနစ်ဟာကိုယ့်ရဲ့ရွေးချယ်မှုတွေပေါ်မှာပုံမရင့်ကျက်သွားစေပါတယ်။အလုပ်တစ်ခုကနေပြီးတော့ရုတ်တရက်ထွက်လိုက်ခြင်းရဲ့ပထမအဆင့်ရလဒ်ကတော့လက်ရှိဖိအားတွေနဲ့စိတ်နှောက်ယှက်တွေကနေပြီးတော့ချက်ချင်းလွတ်မြောက်သွားတာဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒုတိယအဆင့်ကိုမျှော်မကြည့်ဘဲနဲ့စိုးလုံးလိုက်ရင်ပြီးတော့ဘာဖြစ်အောင်မလဲဆိုတဲ့နေရာမှာဝင်ငွေပြတ်တောက်သွားခြင်းအကျွေးတင်ရင်းနဲ့စိတ်ဖိစီးမှုတွေပုံမကြီးမားလာခြင်းစတဲ့ဆိုးကျိုးတွေကြုံတွေ့ရနိုင်ပါတယ်။ဟောင်ဝမ်မက်စ်ပြောခဲ့သလိုပဲလူတိုင်းမြင်နိုင်တဲ့အပေါ်ယံအလွှာတစ်ခုတည်းကိုပဲကြည့်ပြီးဆုံးဖြတ်ချက်ချနေသူရဲ့လူအများစုကြုံတွေ့နေရတဲ့ကြာရှုံးမှုတွေတဲကနေမင်းဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဘဝရဲ့အရေးကြီးတဲ့ရွေးချယ်မှုတွေကိုကြုံလာတိုင်းချက်ချင်းရမယ့်ရလဒ်တစ်ခုတည်းကိုပဲမကြည့်ပါနဲ့။ဒီလိုလုပ်လိုက်ခြင်းကြောင့်နောက်ထပ်3လနောက်ထပ်3နှစ်မှာဘာတွေဆက်ပြေအောင်မလဲဆိုတဲ့ဒုတိယအဆင့်လှိုင်းကြီးကိုပါတည်ငြိမ်စွာတွက်ချက်တတ်တဲ့စနစ်ကိုတည်ဆောက်ပါ။အဲ့ဒီလိုရှေ့ကိုမျှော်ကြည့်နိုင်စွမ်းရှိလာတဲ့အခါမှသာအမားနေပြီးတော့အနာဂတ်အတွက်အစစ်မှန်ဆုံးဖြစ်မဲ့လမ်းကြောင်းမှန်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။နံပါတ်6ယုံကြည်ချက်ကိုအမြဲတမ်းအဆင့်မြင့်နေခြင်း vision thinking လူအများစုဟာကိုယ့်ရဲ့ယုံကြည်ချက်တစ်ခုကိုစိတ်ထဲမှာတစ်ခါမှတ်ပြီးသွားပြီဆိုရင်အဲ့ဒီအရာကိုကြောက်ထွင်းရကြရလိုမျိုးတစ်သက်လုံးသိဆုံးခံထားတတ်ကြပါတယ်။စัจကျင်မဲ့ထောက်ထားတွေဘလောက်ပဲပေါ်ပေါက်လာပါစေကိုယ့်ရဲ့အတွေ့အကြုံကိုပြန်မပြင်ခြင်းပဲခေါင်းမှာတက်ကြတာခုနောက်ရဲ့သဘာဝပါပဲ။ဒါပေမဲ့တကယ်ပညာရှိတွေနဲ့တွေးခေါ်မြင်မာသူတွေကတော့18ရာစုကသင်္ချာပညာရှင် Thomas Bay ချန်ထားခဲ့တဲ့ Vision တွေးခေါ်မှုစနစ် Vision thinking ကိုအသုံးပြုကြပါတယ်။ဒီတွေးခေါ်မှုစနစ်ရဲ့အနှစ်သာရကတော့ငါတို့ရဲ့ယုံကြည်ချက်တွေကောက်ချက်ချမှုတွေဆိုတာဘယ်တော့မှပြင်လို့မရတဲ့အမှန်တရားအသေးတွေမဟုတ်ပါဘူး။၎င်းကအချက်လက်သည့် new evidence တွေရရှိလာတိုင်းလိုက်လျောညီတွေဖြစ်အောင်အမြဲတမ်းပြန်လည်ပြင်ဆင်ပြီးတော့အစစ်မြစ်တင်ရမယ်။ဖြစ်နိုင်ခြေခံမှန်းချက်မျှတာဖြစ်တယ်ဆိုတဲ့အသိပါပဲ။ဒီအရာကိုနားလည်လွယ်အောင်ရိုးရှင်းတဲ့ဥပမာလေးတစ်ခုနဲ့ရှင်းပြခြင်းပါတယ်။မိတ်ဆွေကမနေ့ကမှအပြင်မထွက်ခင်ကောင်းကင်ကြီးကိုလှမ်းကြည့်လိုက်တဲ့အခါမိုးတိမ်တွေအုပ်ဆိုင်နေတာကိုမြင်ရတယ်ဆိုပါစို့။အဲ့ဒီအချိန်မှာမိတ်ဆွေရဲ့စိတ်ထဲမှာဒီနေ့တော့မိုးရွာနိုင်ခြေဟာ80%လောက်ရှိတယ်လို့အစောပိုင်းယုံကြည်ချက်တစ်ခုကိုသတ်မှတ်လိုက်ပါတယ်။ဒါပေမဲ့အပြင်ကိုရောက်လို့နိုင်ဝဲလောက်ကြာတဲ့အခါလေပြင်းတွေတိုက်ခိုက်လာပြီးတော့မိုးတိမ်တွေကိုတိုက်ထုတ်သွားတဲ့အပြင်
နေအောင်ကြီးပါဆူဆူရက်ချထွက်ပေါ်လာတာကိုမိတ်ဆွေထပ်မံမြင်တွေ့ရတယ်ဆိုပါစို့ဒါအချက်လက်သိအယူအဗစ်တန်ပါပဲအဲ့ဒီအခါဘေးရှန်သိငင်းရှိတဲ့လူတစ်ယောက်ဟာမနေ့ကမိုးရွာမဲဆိုတဲ့အတွေ့ကိုအစွန်အတင်းဖွင့်တယ်မထားတော့ပါဘူးအချက်လက်သိကိုပေါင်းဆက်တွက်ချက်ပြီးတော့အခုဆိုရင်မိုးရွာနိုင်ကြီးက10%အောက်ပဲရှိတော့တယ်လို့ကိုယ့်ရဲ့ယုံကြည်ချက်ကိုချက်ချင်းအစ်မြင့်တင်လိုက်ပါတယ်တင်ချာသဘောတရားအရရိုးရှင်းလာတဲ့ဒီစနစ်ဟာကျွန်တော်တို့ရဲ့ဘဝတွေးခေါ်ပုံတွေကိုပြောင်းလဲပြဖို့အလွန်အရေးကြီးပါတယ်လူတော်များများလူတစ်ယောက်ဒါမှမဟုတ်လုပ်ငန်းတစ်ခုရဲ့ပေါ်မှာအတိတ်ကအတွေ့အကြုံတစ်ခုတည်းနဲ့ဒီလူကတော့လူညစ်ပဲဒီလောက်ကတော့လုံးဝအဆင်မပြေဘူးလို့ယုံကြည်ချက်တစ်ခုတိဆောက်ထားတတ်ကြပါတယ်နောက်ပိုင်းမှာအဲ့ဒီလူကစိတ်ရင်းမှန်တဲ့ကောင်းမွန်စွာပြုမှုလာတာတွေအခြေအနေတွေတိုးတက်ပြောင်းလဲလာတာတွေအဗိဒ္ဓအသစ်တွေရှိလာရင်တော့ကိုယ့်ရဲ့အစောပိုင်းအစွဲလန်းတွေကိုမဖြစ်ချင်ကြတော့ပါဘူးဒါ vision thinking မရှိဘဲနဲ့ခေါင်းမချင်းထောင်ချောက်တဲ့ကိုပိတ်မိနေခြင်းဖြစ်ပါတယ်မှန်ကန်တဲ့အတွေးခေါ်စနစ်ရှိသူတွေကတော့ကိုယ့်ရဲ့အတိတ်ကယူဆတွေတဲ့လက်ရှိပေါ်ပေါက်လာတဲ့သက်သေအချက်လက်မှန်ကိုပဲပုံမတန်ဖိုးထားတတ်ကြပါတယ်အတွေးခေါ်ပညာရှင်ကြီး Bertrand Russell ကိုလူတစ်ယောက်ကခမရဲ့ယုံကြည်ချက်တွေနဲ့စတင်မဲ့အချက်လက်တွေပေါ်လာရင်ဘာလို့မလဲလို့မေးတဲ့အခါသူကရိုးရိုးရှင်းရှင်းပဲပြန်ဖြေခဲ့ပါတယ်။အားရဲ့ယူဆကိုပြောင်းလဲပြင်မှာပေါ့တဲ့။ကိုယ့်ရဲ့အတွေ့အကြုံကိုကြောက်ထွေးရခဲ့ရလို့မျိုးအသိမထားပါနဲ့။အချက်လက်သစ်တွေရလာတိုင်းအမှန်တရားသစ်တွေကိုမြင်လာတိုင်းကိုယ့်ရဲ့ယုံကြည်ချက်တွေကိုပျော်ပြောင်းစွာအစိတ်မြင့်နေတတ်တဲ့စနစ်ကိုမွေးမြူပါ။ဒီလိုလုံးနိုင်စွာရှိခြင်းကသာအစွဲလန်းနေကွင်းစင်ပြီးလောကကြီးကိုပုံမှန်ကန်စွာမြင်နိုင်စွမ်းရှိတဲ့ဉာဏ်ရည်မြင်မှသူတစ်ယောက်ဖြစ်လာစေမဲ့ဟုတ်ချက်ပဲဖြစ်ပါတယ်။နံပါတ်9ချက်ကတော့စန့်ကျင်ဘက်အမြင်ကိုအားကောင်းအောင်တည်ဆောက်ခြင်း Steeman thinking မှာကျွန်တော်တို့လူသားတွေကကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့စန့်ကျင်ဘက်ယူဆတစ်ခုကိုကြုံတွေ့ရတဲ့အခါအဲ့ဒီယူဆကိုအလွယ်တကူနိုင်ယူပြချင်တဲ့မသိစိတ်တွန်းအားတစ်ခုရှိတတ်ကြပါတယ်။အဲ့ဒီအခါမှာလူအများစုဟာ Strawman argument ဆိုတဲ့အတွေးအမှားကိုကျူးလွန်တတ်ကြပါတယ်။ Strawman ဆိုတာတစ်ဖက်လူရဲ့ယူဆကိုအပေါ်ယံလေးပဲဖျက်တောက်ပုံဖြတ်ပြီးတော့အလွန်မင်းအားနေတဲ့ဝိကပ်ဘာရှင်ဖြစ်အောင်တမင်ဖန်တီးတယ်။ပြီးမှအဲ့ဒီအားနည်းချက်ကိုလွယ်လွယ်ကူကူနဲ့ရှုတ်ချတိုက်ခိုက်ပြီးတော့ငါတွေးတာပဲမှန်တယ်လို့ကိုလိန်ညာကျင်နေလိုက်ခြင်းဖြစ်ပါတယ်။ဒါအပေါ်ယံတွေးခေါ်သူတွေရဲ့အလေးထားဖြစ်ပါတယ်။ဒါပေမဲ့ကမ္ဘာပေါ်ကဉာဏ်ရည်မြင်မှဆုံးစဉ်းစားတွေးခေါ်သူတွေကတော့အဲ့ဒီနီးလန်းကိုမသုံးပါဘူး။သူတို့က၎င်းနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ Steeman တွေးခေါ်မှုစနစ် Steeman thinking ကိုအသုံးပြုကြပါတယ်။ Steeman ရဲ့သဘောတရားကတော့မိမိမကြိုက်နေတဲ့မိမိနဲ့ဆန့်ကျင်ဘက်ဖြစ်နေတဲ့အယူဆတစ်ခုကိုချက်ချင်းညှင်းပယ်ပြစ်လိုက်မယ်အစားအဲ့ဒီဆန့်ကျင်ဘက်အယူဆရဲ့အားအကောင်းဆုံးအကျိုးအကြောင်းစီလျော်ဆုံးဖြစ်စေမဲ့ strong ကဘာရှင်းကိုကိုယ့်ရဲ့မသိစိတ်ထဲမှာစတိရုပ်ထုကြီးတစ်ခုလို့ခိုင်ခိုင်မာမာအရေးဆုံးတိဆောက်လိုက်ခြင်းဖြစ်ပါတယ်။တစ်ဖက်လူကိုယ်တိုင်ကမတွေးမိသေးတဲ့သူတို့ယူဆရဲ့အားသာချက်တွေခိုင်မာတဲ့အချက်လက်တွေကိုကိုယ်တိုင်ကကူညီပြီးတော့စွမ်းကိုဖြည့်ဆွတ်ပေးလိုက်တဲ့အထိအဲ့ဒီစံကျင်ပဲအမြင်ကိုအရင်ဆုံးလေးလေးနက်နက်နားလည်အောင်လုပ်ခြင်းဖြစ်ပါတယ်။အဲ့ဒီလိုတစ်ဖက်လူရဲ့ယူဆကိုအားအကောင်းဆုံးစိတ်တည်ရအောင်တိဆောက်ပြီးပြီဆိုမှ၎င်းရဲ့ဘေးပပတ်လေးကိုကိုယ့်ရဲ့ဉာဏ်ပညာနဲ့အေးလူစမ်းစိတ်ဝေဖန်တွေးတော့တာဖြစ်ပါတယ်။ဒါအပေါ်ယံကြည့်ရင်တော့ရန်သူကိုဓာတ်ကန်ပေးတယ်လို့မျိုးထင်တတ်ရပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ Steeman thinking ဟာကိုယ့်ရဲ့တွေးခေါ်မှုစနစ်ကိုမယုံနိုင်လောက်အောင်ခိုင်မာရင့်ကျက်သွားစေတဲ့တွေးခေါ်မှုဖြစ်လာပါတယ်။ရန်သူရဲ့အားအနည်းဆုံးအချက်ကိုပဲလိုက်တိုက်ခိုက်နေတဲ့လူဟာကိုယ့်ရဲ့တွေးခေါ်ပိုင်းဆိုင်ရာမှာအားနည်းချက်တွေကိုဘယ်တော့မှမြင်နိုင်မှာမဟုတ်ပါဘူး။တစ်ဖက်လူရဲ့အားအကောင်းဆုံးညှင်းချက်ကိုတော့ကိုယ်ကကြိုးကြောင်းစီလျော်စွာဖောက်ထွက်တွေးတော့နိုင်ပြီဆိုရင်လောကမှာမိတ်ဆွေရဲ့တွေးခေါ်မှုစနစ်ကိုဖြိုလဲနိုင်မဲ့အတွေးထောင်ချောက်ဆိုတာမရှိသလောက်ရှားပါသွားပါလိမ့်မယ်။ဘီလီယံနာတွေးခေါ်ရှင်ကြီးချာလီမန်ကအမြဲတမ်းပြောလို့ရှိပါတယ်။ငါစမ်းကျင်မဲ့အမြင်တစ်ခုရဲ့အားအကောင်းဆုံးညှင်းချက်ကိုတော့၎င်းကိုယုံကြည်ရတဲ့သူထက်ပိုပြီးတော့ကောင်းအောင်မပြောနိုင်သေးဘူး။အဲ့ဒီကိစ္စအပေါ်မှာငါမှဝေဖန်ပိုင်ခွင့်မရှိဘူးလို့မှတ်ယူထားတယ်တဲ့။ဒါကြောင့်ဘဝမှာကိုယ်နဲ့သဘောထားချင်းမတိုက်ဆိုင်တဲ့အမြင်တွေကြုံလာရတဲ့အခါချက်ချင်းငြင်းခုန်ဖို့မကြိုးစားပါနဲ့။သူတို့ဘာကြောင့်ဒီလိုတွေးတော့ရတာလဲ။သူတို့တွေးတဲ့အထဲမှာဘယ်ချက်တွေကခိုင်မာဆုံးဖြစ်မလဲဆိုတာကိုအရင်ဆုံးရိုးသားစွာနားလည်အောင်ကြိုးစားပါ။စန့်ကျင်မဲ့အမြင်ကိုအစွမ်းကုန်နားလည်ပေးနိုင်စွမ်းရှိခြင်းကသာအတ္တကင်းစင်ပြီးတော့လောကကြီးကိုဘယ်ပေါင်းစုံကနေပြီးတော့ကြဲကြဲပဲပဲမြင်နိုင်စွမ်းရှိတဲ့ဉာဏ်ရည်မြင်မှသူတယောက်ဖြစ်လာစေမဲ့အစိမ့်မြင့်တွေးခေါ်မှုစနစ်ဖြစ်ပါလေ။နောက်တစ်ချက်ကတော့အမေးဖြင့်ဖြေရှာခြင်း Socratic method ပါ။ကျွန်တော်တို့ကဘဝမှာပြဿနာတစ်ခုကိုရင်ဆိုင်ရတဲ့အခါအဲ့ဒီပြဿနာရဲ့အပေါ်ယံလွန်လောက်ကိုပဲကြည့်ပြီးတော့အလွယ်တကူကောက်ချက်ချတတ်ကြပါတယ်။ဒါပြဿနာရဲ့လက္ခဏာကိုသာကြည့်ပြီးတော့အရေးမြစ်ကိုမမြင်ကြီးဖြစ်ပါတယ်။ဒီထောင်ချောင်းကနေလွတ်မြောက်ဖို့အတွက်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကဂရိတွေးခေါ်ပညာရှင်ကြီးဆိုကရေတီအသုံးပြုခဲ့တဲ့အမေးဖြင့်ဖြေရှာခြင်း Socratic method ဆိုတာရှိပါတယ်။ဒီနေ့ခေတ်မှာတော့ကမ္ဘာကျော်တိုယိုတာကုမ္ပဏီကြီးကဘာကြောင့်လဲ9ချိန်မေးရင်းဆိုတဲ့လက်တွေ့ကျတဲ့တွေးခေါ်မှုစနစ်အဖြစ်အသွင်ပြောင်းပြီးတော့အသုံးပြုနေကြပါတယ်။၎င်းရဲ့ရိုးရှင်းတဲ့နှစ်သာရကတော့ပြဿနာတစ်ခုကြုံလာတိုင်းဘာကြောင့်လဲဆိုတဲ့အမေးခွန်းကိုနောက်ဘက်ကအမှန်တရားပေါ်လာတဲ့အထိအနည်းဆုံး9ချိန်ဆင်းပြီးတော့လူ့စွာမေးမြန်းခြင်းဖြစ်ပါတယ်။လူတစ်ယောက်က
ငါဒီနေ့အလုပ်လုပ်ရတာရမ်းစိတ်ပြက်ပြီးတော့စိတ်ထဲကျနေတယ်ဆိုတဲ့ပြဿနာတစ်ခုရှိနေတယ်ဆိုပါတော့အပေါ်ရန်တွေးခေါ်သူဆိုရင်ငါအလုပ်လုပ်ရတာပြင်းလို့နေမှာပါဆိုပြီးတော့ဒီတိုင်းထားလိုက်ပါလိမ့်မယ်ဒါပေမဲ့9ချိန်တိုင်မြေကိုထုတ်တဲ့စနစ်ကိုအသုံးပြုကြည့်မယ်ဆိုရင်ပထမချိန်ငါဘာလို့ဒီနေ့အလုပ်လုပ်ရတာစိတ်ပြက်နေတာလဲအဖြေအလုပ်ထဲမှာ project တစ်ခုအမှားယွင်းဖြစ်သွားလို့ပါဒုတိယအဲ့ဒီ project ကဘာလို့မှားသွားရတာလဲငါဆုံးဖြတ်ချက်တစ်ခုကိုနောက်ကျမှချမှတ်ခဲ့လို့တတိယအဲ့ဒီဆုံးဖြတ်ချက်ကိုဘာလို့နောက်ကျမှချမှတ်ခဲ့ရတာလဲအချက်လဲအချို့ကိုငါသေးသေးချာချာမသိခဲ့လို့ဆုံးဖြတ်ရမှကြောက်နေခဲ့တာစတုဒ္ဒအဲ့ဒီအချက်လက်ကိုဘာလို့သေးသေးချာချာမသိခဲ့ရတာလဲငါအကူကြီးတောင်းရမှာမင်းမရမှာကိုဝင်လင်းနေခဲ့လို့ပြစ်စမအဲ့ဒီအကူကြီးတောင်းရမှာကိုဘာကြောင့်ဝင်လင်းနေခဲ့တာလဲငါအကူကြီးတောင်းလိုက်ရင်သူတို့ဘာကငါ့ကိုအသုံးမကျသူလို့ထင်သွားမှာကိုစိုးရိမ်နေအတ္တရှိနေလို့ဒီနေရာမှာကြည့်လိုက်ပါကနဦးပေါ်ပေါက်ခဲ့တဲ့အပေါ်ရန်ပြဿနာကတော့အလုပ်လုပ်ရတာပြင်းချင်းဒါမှမဟုတ်စိတ်ပျက်ခြင်းဖြစ်ပေမဲ့9ချိန်တိုင်တိုင်တူးဆော့မေးပြီးတဲ့နောက်မှာတော့တွေ့ရှိသွားတဲ့တကယ်အရေးအမြစ်ပြဿနာကတော့သူတစ်ပါးရဲ့အမြင်ပေါ်မှာစိုးရိမ်နေတဲ့ကိုယ့်ရဲ့အတ္တသာဖြစ်ပါတယ်ပြဿနာရဲ့မြေပြားခံရအစစ်ကိုတီးသွားတဲ့အခါမှာကျွန်တော်တို့ကလမ်းကြောင်းမှန်ပေါ်ကနေပြီးတော့အကောင်းဆုံးဖြေရှင်းနိုင်မှာဖြစ်ပါတယ်အရေးအမြစ်ကိုမသိဘဲနဲ့ငါပြင်းလို့ဆိုပြီးကော်ဖီတောက်တာအနားယူတာမျိုးလုပ်နေသူရဲ့အဲ့ဒီပြဿနာကဘဝထဲမှာထပ်တလဲလဲပေါ်ပေါက်နေအောင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာတဲ့အတွေးတွေနဲ့ခံစားချက်တွေကိုအပေါ်ယံနေမြကြည့်ပါနဲ့ပြဿနာတစ်ခုခုသောကတစ်ခုခုကြုံလာတိုင်းဘာကြောင့်လဲဆိုတဲ့မင်းကွန်းရံဓာတ်သွားနဲ့အပေါ်ယံလွှာတွေကိုတလွှာချင်းစီရိုးသားစွာခါချပြစ်ပါကိုညာလုံးမရတဲ့အထိအနက်ဆိုင်ဆုံးအမှန်တရားစီရောက်တဲ့အထိမင်းကိုထုတ်တဲ့စနစ်ကိုတိဆောက်ပါအဲ့ဒီလိုအတွင်းနဲ့အထိထိုးပေါက်ကြည့်မြင်နိုင်စွမ်းရှိလာတဲ့အခါမှသာဘဝရဲ့ဘယ်လိုရှုပ်ထွေးတဲ့ပြဿနာမျိုးကိုမဆိုအမြင့်ကနေပြီးတော့လှန်ပြစ်နိုင်တဲ့ဉာဏ်ပညာကိုပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။နံပါတ်9အရှိကိုအရှိတိုင်းမြင်ခြင်းကျွန်တော်တို့ကလောကကြီးကိုကြည့်တဲ့အခါကိုယ့်ရဲ့ကိုယ်ပိုင်တွေးတွေအတ္တတွေလိုချင်တက်မှတ်မှုတွေဆွဲလန်းမှုတွေမျှော်လင့်ချက်တွေကိုခံပြီးမှကြည့်တတ်ကြပါတယ်။အခြေအနေတစ်ခုဟာသူ့ရဲ့သဘာဝတိုင်းရှိနေတာကိုကျွန်တော်တို့ကကိုယ်စိတ်ကြိုက်အယောင်လေးဆိုပြီးတော့ဒါကတော့ကောင်းတယ်ဒါကတော့ဆိုးတယ်လို့သတ်မှတ်ပြလိုက်ကြတာဖြစ်ပါတယ်။ဒါပေမဲ့တမ္မာဒိဋ္ဌိရဲ့တွေးခေါ်စနစ်ကတော့လောကကြီးကိုသူ့ရဲ့သဘာဝတိုင်းအရှိကိုအရှိတိုင်းရိုးသားစွာရှုမြင်ခြင်းဖြစ်ပါတယ်။လောကမှာပြဿနာအများစုဖြစ်ရခြင်းဟာအရှိတရားကြောင့်မဟုတ်ဘဲနဲ့အရှိတရားပေါ်မှာထက်ဆင်လောက်လိုက်တဲ့ကိုယ့်ရဲ့အစွမ်းလန်းတွေကြောင့်သာဖြစ်ပါတယ်။ဥပမာတဲ့ပေတပင်ကနေသွေးချောက်တစ်ခုကျွေးကြလာခြင်းဟာသဘာဝတရားရဲ့အရှိတရားများသာဖြစ်ပါတယ်။သူ့မှာကောင်းခြင်းဆိုးခြင်းမရှိပါဘူး။ဒါပေမဲ့လူတစ်ယောက်ကအဲ့ဒီမြင်ကွင်းကိုကြည့်ပြီးတော့ဘဝ6သွေးလိုက်တာလို့ဝမ်းနဲ့ပူဆွေးနေမယ်ဆိုရင်ဒါအရှိတရားကြောင့်မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ခံစားချက်နဲ့လောကကြီးကိုပုံဖြတ်နေခြင်းဖြစ်ပါတယ်။အတ္တတွေမျှော်လင့်ချက်တွေစိုးရိမ်စိတ်တွေရဲ့စကားတွေကနေဖြတ်မလာပဲဖြစ်ဖြစ်သမျှအခြေအနေတွေကိုဒါဒီလိုဖြစ်ပြနေတဲ့သဘာဝတရားပဲလို့တမန်ရိုးကြလက်ခံကြည့်မြင်နေတဲ့တွေးခေါ်မှုစနစ်ရှိလာတဲ့အခါအတွေးလိုက်နဲ့ငြိမ့်သက်သွားပြီးတော့စိတ်မဲ့နဲ့ငြိမ်းချမ်းမှုနဲ့ဉာဏ်ပညာကိုပိုင်ဆိုင်လာမှာဖြစ်ပါတယ်မိတ်ဆွေမှန်ကန်တဲ့အတွေးဆိုတာအမြဲတမ်းမှန်ကန်နေတဲ့အတွေးမျိုးကိုဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ယူဆချက်တွေမှားယွင်းနိုင်တယ်ဆိုတာကိုရိုးသားစွာဝန်ခံရတဲ့အတွေးမျိုးကိုသာဆိုလိုတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွေးစနစ်ကိုဖျက်ဆီးပစ်တဲ့အကြီးမားဆုံးစိတ်တောက်ကတော့ငါတွေးတာအမြဲမှန်တယ်ဆိုတဲ့အတ္တနဲ့ခေါင်းမာခြင်းပါပဲစစ်မှန်တဲ့ပညာရှိတစ်ယောက်ဟာကိုယ့်ရဲ့အတွေးတွေကိုအစစ်မှန်လို့မတတ်မှတ်ပါဘူးကိုယ်ကောင်းထဲမှာပေါ်လာတဲ့ခံမှန်းချက်တွေကိုအမြဲတမ်းမေးခွန်းထုတ်ရတယ်အချက်လက်တွေပေါ်လာရင်ကိုယ့်အမှားကိုပြောပြောင်းဆောင်ဝန်ခံပြီးတော့ယုံကြည်ချက်ကိုအတိတ်လုပ်ရတယ်ဆန့်ကျင်မဲ့အမြင်တွေကိုရိုးသားစွာနားလည်အောင်တိစောက်ပေးရတယ်လောကကြီးကိုအတ္တကင်းကင်းနဲ့အရှိအတိုင်းရှုမြင်ရပါတယ်ဒါကြောင့်မိတ်ဆွေရဲ့ကောင်းထဲမှာအစိုးမြင်စိတ်တွေစိုးရင်ဒုက္ခတွေနဲ့စိတ်တက်ကြစရာအတွေးတွေဝါမြူလာတဲ့အခါတိုင်းအဲ့ဒီအတွေးတွေရဲ့နောက်ကိုယုံကြည်ပြီးတော့မျောပါမသွားပါနဲ့ကိုယ်အတွေးရဲ့ထောင်ချောက်ကနေပြီးတော့ကိုယ်တိုင်ပြန်လဲရုပ်ထက်နိုင်တဲ့ရှိတဲ့အခါမှသာမိတ်ဆွေကမိမိဘဝကိုပုံမရေးချက်တည်ငြိမ်စွာနဲ့ရှင်သန်သွားနိုင်မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေရဲ့ဘဝအတွက်အကျိုးရှိသည်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပေးဖို့မမေ့ပါနဲ့ဦးခင်ဗျာ awareness ကမိတ်ဆွေနဲ့အတူအမြဲရှိနေပါပါကျေးဇူးတင်ပါတယ်ခင်ဗျာ